ကဲဒီကနေ့ကတော့ကျွန်တော်တို့ပိုက်တဲ့ဘာဘာအကယ်ဒမီမှာကျောင်းသားတွေနဲ့အတူလူအယောက်300ကျော်ကိုတရက်ထဲနဲ့အပြီးစပင်ညက်ပေးဖို့အတွက်တွားနေရပဲဖြစ်ပါတယ်ကျွန်တော်တို့ညရမယ့်နေရာရောက်ပါပြီဒါမြန်မာနိုင်ငံစက်တော်ရီကျောင်းကောလိပ်မှာရှိတဲ့ကျောင်းသားတွေကိုကျွန်တော်တို့စပင်ညက်ပေးရမှာပဲဖြစ်ပါတယ်ဒီတစ်ခေါက်ကကျွန်တော်တို့လာရောက်ညက်ပေးရဆိုလို့ရှိရင်ဒုတိယအကြိမ်ဖြစ်ပါတယ်အခုလောလောဆယ်တော့ကျောင်းသားတွေတန်းဖြုတ်ဖို့အတွက်ကျွန်တော်တို့ခဏစောင့်နေရပဲဖြစ်ပါတယ်တန်းဖြုတ်ပြီးရင်တော့ကျွန်တော်တို့ဒီအယောက်300ကျော်ကိုတရက်ထဲနဲ့အပြီးညက်မှာဖြစ်ပါတယ်ပထမတစ်ခေါက်တုန်းကတော့ကျွန်တော်တို့လာတဲ့အချိန်ကလည်းနောက်ကျတယ်ကျောင်းသားဦးကြီးကလည်း300ကျော်ဆိုတော့ကျွန်တော်တို့တရက်ထဲနဲ့မနိုင်တဲ့အတွက်2ရက်ခွဲပြီးတော့ညက်ခဲ့ရဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့ကျွန်တော်တို့ဒီကျောင်းသားဦးကြီး300ကျော်ကိုကျွန်တော်တို့စောလာပြီးတော့မှတရက်ထဲနဲ့အပြီးညက်မှာပဲဖြစ်ပါတယ်ကျောင်းထဲမှာပဲနေကျောင်းထဲမှာပဲကျောင်းတက်နေရတဲ့ကျောင်းသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကညက်ပေးခြင်းတဲ့ hair style မျိုးကိုတော့ညက်ပေးလို့မရပါဘူးသူတို့ရဲ့ဆရာတွေညက်ခိုင်းတဲ့ hair style တစ်မျိုးတည်းကိုသာကျွန်တော်တို့တွေညက်ပေးခွင့်ရှိရပဲဖြစ်ပါတယ်ကျွန်တော်တို့လာညက်ပေးတဲ့အဖွဲ့ကစုစုပေါင်း15ယောက်ပါတယ်အဲ့ဒီအတွက်ရောက်300ကျော်ဆိုတော့တယောက်ကိုအယောက်20လုံးနဲ့တရက်ထဲအပြီးညက်မှာဖြစ်ပါတယ်ကိုကျွန်တော်တို့ညနေ3နာရီကနေစပြီးတော့ညက်တာညပိုင်း9နာရီခွဲကြာတော့ကျွန်တော်တို့အားလုံးအယောက်300ကျော်ကိုညက်ပြီးတော့ပြီးစီးသွားပြီပဲဖြစ်ပါတယ်မန်ပြန်ငယ်မှာတော့ကျွန်တော်တို့ကျောင်းကနေပြီးတော့ကျွန်တော်တို့အဖွဲ့ကိုညစာနဲ့ကျွေးမွေးပြီးတော့မှကျွန်တော်တို့ကိုဧည့်ခံပေးပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်